Okay ကျွန်တော်ဒီမှာပေါ့နော်ဒီ scamming လေးကိုလုပ်ခဲ့ပါတယ် Fif ကအခုတလောပတ်ထားတယ်ဆိုတော့ပြင်ရပါတယ် Okay ဒီဘက်မှာ Eve ကိုပေါ့နော် Romy နဲ့ဖြစ်ကန်သွားပါတယ်ဒီ Eve game လေးကိုဘာလို့မေ့မကင်တာလဲလို့မေးရမယ်ဆိုရင်ကိုရဲ့ visa နာကိုကြည့်လိုက်ပါကြည့်ပါအောင်ကင်သွားရမလားလက်ဦးသွားပါဗျကျွန်တော်ကနောက်ကျမှကင်ပြီးသွားတာအဲကြောင့်ကျွန်တော်က Eve ကိုမေးနေတယ်မစောတော့ဘဲနဲ့ Masman တော့ export နေတယ်ဆော့လိုက်တယ်ဟိုဘက်က everyday ပေါ့နော်အဲကြောင့်သူ့တော်တော်နေကိုရွာမှာပေါ့တော်တော်လေးခက်တယ်ဗျသူ့ဘက်ကရုံးမရကြမင်းစစ်တာလို့ဟိုကြည့်ပါဦးမကျွန်တော်ရှိမှာပေါ်တင်းဆွဲသွားပေါ့နော်အမသူ့ကိုတိမ်လားဆိုပြီးညာနဲ့ပေါင်းပြတာမင်းစစ်တာကြီးညာတော့လေငါလည်းမျက်ရည်နဲ့ခွအူလောင်းနေကြမှာပေါ့ဖြစ်အောင်ကြာဘာမှမစားဘူးမင်းစစ်တာကိုမှန်သွားတယ်ဆိုရဖြစ်တယ်လားexplanation ကလည်းကျွန်တော်တားတော်အားဆိုတော့ကိုမိုက်ဟုတ်တာပဲကျွန်တော်မေ့ညာကျွန်တော်မိတ်ဆက်ဖို့ကြံနေတယ် okay ကျွန်တော်ကတော့ film ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Yip game ကိုတင်သွားတာပဲဖြစ်ပါတယ်ဒါပါလေငါမိတ်ဆက်ဖို့ပြန်တတိရလို့okay ပြန်ဆက်ရမယ်ဆိုရင်တော့ Yip ကိုကျွန်တော် boost item ဆက်ထားရပါတော့ boost ကိုမှ speed boot ဒီကောင် Julian ကြီးကပုံနေရတယ်ချုံထဲမှာမပုံအပြင်ထွက်ပုံဟာဒီ case ကတော့ဘောနော် crystal လေးချပြီးတော့ချစ်အကြောင်းကြီးပေါ်လာအဲ့ဒီမှာရှင်းနေဘောနော်ဗန်နီတတာရဲ့အဲ့ဒီလေးကိုဗန်နီတတာရဲ့လို့ဘောနော်ဒီကီးကောက်တာရဲ့တလုံးမင်းစစ်တာလည်းအဲ့ဘက်ကတော်တော်ခြုံစစ်တာပြေးစားကြည့်အောင်ခြုံနိုင်ကြတယ်ကျွန်တော်ပြစ်ချင်တယ်ကျွန်တော်အဲ့ဒါ skill တူလေးတုံးပြီးတော့အကြောင်းရထည့်လိုက်တယ်ပေါ့ဒီ leaf ပေးစံပေါ့နော်တော်တော်ကိုကြမ်းခဲ့ပါလေကျွန်တော်ကဒီ view ကိုပေါ့နော်နောက်ဆုံးထိရိုက်လိုက်ပါဘာလို့လဲ view လို့ပြင်းနေမှာဆိုလို့ကျွန်တော်ထိပ်ဖြားလေးတင်လိုက်ရထားပါတယ်အခုတော့မဟုတ်ပါဘူးကျွန်တော် view အဆုံးမှာဟိုအဆုံးထိမပြတော့ဘူးရက်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကြားတယ်ကွာပြင်းလာပြီလို့ကျွန်တော်ပြောမှမလို့လားလို့ပါဒီမှာပေါ့နော်ကျွန်တော်မီးရပါခံရတယ်လည်းမသိပါဘူးရှောက်ရွာနေပါအဲ့နားလေးမှာဒီကြောင်အရေးသေးရလေးကျဲနေငါတို့ပြန်လုပ်ပေးရမှာလားမသိကြည့်ပါဦးဗျာလို့နေကြောလာဒီတဲအဲ့ဒီမိတ်3ရက်သူ့ကိုဖျောက်တာပေါ့နော်ဒါပေမဲ့ဒီတော့ဒမ်မီကမလောက်ဘူးလို့ဒီပေါ့နော်ဒီကောင်ကရှိရဲတက်တာပစ္စည်းကရှိရဲတက်တာအဲ့ဒါကြောင့်ဒီလိုပဲပေါ့နော်ရှိရတဲ့လိုပဲဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်5မိနစ်ကြာပြန်လာခဲ့ပါမယ်။အကွဲဇာတ်လေးကိုတော့ကြည့်လိုက်ကြပါ။ Okay let's go. I am their natural enemy. That is inevitable. An enemy has been slain. Hard to grasp the idea of the equilibrium. Why bother? Retreat. What I need to care is what I need to do. Okay ကျွန်တော်ဒီခုနပြန်လာခဲ့ပါတယ်ဘယ်လိုကကျွန်တော်အတမ်းမကြားရဘူးပြောနေပါဒီပြောနေမှာဆိုလို့ပါOkay ဒီမှာပေါ့နော်ကြည့်ပါဦးမစစ်တာရဲ့ position ဘယ်လောက်ထိကောင်းလဲဆိုရင်နှစ်ချက်လောက်ပဲရိုက်တယ်နှစ်ခုဘက်ကမစမအလိုက်တူဆိုဒီတိုင်းပဲခြုံရမှာနေနေပေါ့နော်အဲ့ဒါကြောင့်မစစ်တာခရီးဒီပါကိုစားနေရတယ်ဒီပါကျွန်တော်ကီးကောက်တာပြေးပြီးလက်စိတ်မကောက်လိုက်ရပါတော့ကျွန်တော် FK1 AOE တမ်းမိတ်ကလည်းတော်တော်ကျန်တယ် scale တော့ကြာ slow fast ကိုရရှိစေရဗျYip ဆိုဟီရိုအဲ့လိုမျိုးတွားပြီးမချနိုင်ဘူးလားဘူကလေအဲ့မစမာပူရီဘူနောက်ကိုပူရီတာဖြစ်နေတယ်ဘူနောက်ကိုပေါ့နော်အဲ့မစမာလိုက်လာတတ်တယ်လိုက်လာပြီးတော့ဘူကိုပြန်ဖြတ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်တိတ်ကြီးမလိုက်နဲ့ကိုဒီမှာလည်းမီယာမရှိပြန်မီယာဟိုလောက်နေတော့ပတဲ့တွားမှလို့ပြန်လာမလို့ဖြစ်နေတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒီခင်းနဲ့မစစ်တာကိုအဓိကတမိတ်ပေးတယ်ပေးတာကကျွန်တော်ရဲ့ပြေးဝမ်းဘေးနားကြီးရောက်သွားတယ်ဆိုကြည့်လိုက်ကြပါဦးလို့
ကြည့်ကျွန်တော်ကြီးကပါလုံးဝကိုကောင်းနေအမီယာဆိုတဲ့ကောင်မတော့ဆိုလဲဆိုရင်ကြည့်ပါဦးဗျာမီယာရဲ့ damage လည်းများဒီရောကျွန်တော်တကောင်မဲရှင်တော့ရမှာကောင်း possession Mr. possession လည်းတားဖို့ကောင်းတယ်ကျွန်တော်မှဘာမှလုပ်လို့မရဘူးဗျာဒီတာဝါကြီးထဲမှာပဲအောင်ရတာဒီတော့ဒီပွဲပြန်ဟိုတင်စီပွဲချင်းဖြစ်နေလို့ကျွန်တော်မန်တာဝင်ဖြစ်တယ်မန်တာဖြစ်ပြီးဆိုရင်တင်စီပြီးတော့တန်းလိုက်လဲကျွန်တော်ပြန်သွားပါတယ်โอเคဒီလိမ့်မှာပေါ့နော်ပြောရမယ်ဆိုရင်ဒီလိမ့်ရဲ့ first tower ကိုချိုးမခံဘူးပေါ့နော်အဲ့ဒါဘယ်လိုကအမြဲတမ်းတိုက်ခံရဖို့ရလုံးဝလွယ်ကူသွားလိမ့်မယ်ကိုဘက်က everyday လူမျိုးလေးတက်ပြီးတော့မပြစ်ပါနဲ့သူကတာတယ်ဆိုပြီးတော့သူတို့ရက်စီထုံးနေတာပါဒီတော့ကျွန်တော် damage ကိုတို့နည်းနည်းချင်းစီပြီးနေတယ်အဲ့ဒါတူတော် damage ကရောနေတယ်ကြည့်အောင်တွေးတောင်ပြန်ဖြစ်လိုက်တဲ့ကောင်မတော်မာရိုင်းတာတေးပြီးလိုက်ရ โอเคကျွန်တော်တို့ကပေါ့နော်ဘလူးရဲ့ subscribe နဲ့မှာ skin ကို file ကိုဘလူးရဲ့ give လို့ရပါဖြစ်ပါတယ်ဒီကြောင့်ပါမျိုးစစ်သားရမလည်းလိုက်တာထုံနေမှာပေါ်နေကဲရစမယ်ကျွန်တော်တို့ကဘလူးရဲ့ line subscribe ဒီနေ့မှာကျွန်တော်တို့ကဘလူးကို skin လေးပေးလို့ရမယ် give ကိုနိုင်လေးလုပ်လို့ရလိမ့်မယ်အဲအကြောင်းကျွန်တော်ရဲ့ account ပေါ့နော် line subscribe လေးကိုအပိုင်းမရှိဆိုနှိပ်ထည့်လိုက်ပါဘေးနားခေါင်းလောင်းလေးမျိုးဒီလေးနဲ့နှိပ်ထည့်လိုက်ပါပေါ့နော်ဘာလို့လဲဆိုတော့အဲဆိုရင်ကျွန်တော်ဗီဒီယိုတင်တိုင်းဘလူးကမြင်နေရမှာဖြစ်ပါတယ်အခုကတော့ကျွန်တော် 2K ဖြစ်သွားပြီတခါမှတွေ့ပြီနားက assistant okay ဒီတည်းရောက်လာပါတော့နားမအောင်ဒါကျွန်တော်တို့အားရပိုင်းနေထားလေအဲ့ဒါလဲလေဒီကောင်မကျတော့ဒီတဲပတ်ပြေးရတာပေါ့နော်သူပြစ်နေအနီးနားလေးပဲပြေးတော့လိုက်ဖမ်းရတာတော်တော်လွယ်တယ်ဒီနေ့ကျွန်တော်ချုံထဲမှာပေါ့နော်ဒီတိုင်းပဲစောင့်နေလောက်လိုက်ဒီပေါ့နော်ဘာလို့စက္ကန့်3မိနစ်ပြင်အတွက်တော့ပြင်ထွက်အောင်လုပ်လို့โอเคမီယာလည်းဝင်နေဆိုကျွန်တော်ကဂျီမီယာကိုပြစ်ထည့်လိုက်တယ်ပေါ့နော်ဒီဟာပြီးတော့လာတယ်လို့ကိုရီမီယာတော့ဒါပေမဲ့ပြန်ပေးလိုက်ရတယ်ပေါ့နော်ဒီဆက်မှုကြီးပြန်ရတော့ဒီပါဦးမစစ်သားရဲ့ကောင်တွေကလန့်ထိုးနေတယ်လို့ What I need to kill is ဒါ what I ပေါ့နော် need ဒီ to တင် do. လေးကိုကျွန်တော်ကဟာတာနေနဲ့စောင်းနေရတယ်ဖြစ်ပါတယ်တော်တော်လေးဆိုးရတယ်ကျွန်တော်ကဒီမှာလည်းပြောရမယ်ဆိုရင်ဟာတာလို့လည်းမစောနိုင်ဘူးလေကျွန်တော်မှဒီပွဲစီမှာတော်တော်ပေးပေးပန်းပန်းကိုကြိုးပမ်းလို့အဲ့လိုလည်းပေါ့ဒီမှာဗျာကြီးကဘာလို့မတို့ damage ပေးလို့မရဘူး enemy ကိုလည်း damage ပေးရတာခက်တယ်ကိုလည်း damage ပေးရတာခက်တယ်ပြီးရင်သူ့ရဲ့ enemy ကသူ့ရဲ့အားတာချက်လို့လည်းပြောလို့ရတယ်အားနည်းချက်လို့လည်းပြောလို့ရတယ်အဲ့ဒါကြောင့်ပေါ့နော် Yves ကိုကျွန်တော်တိတ်ကြီးမကင်တဘူးအားနာတဲ့နဲ့အားနည်းချက်ရှိနေတာမလို့ပေါ့နော်ကျွန်တော်အဲ့လိုမျိုးတိတ်ကြီးမကင် Yves ကိုဒါပေမဲ့အခုကကြာ Yves ကဘတ်ခံထားရတယ်ဆိုတော့ကျွန်တော်ကလာကင်ကြည့်တာတော်တော်လေးမိုက်တယ်ဗျအရေးကိုလေသူတို့ possession အပြည့်နဲ့နေမယ်ဆိုရင် Yves ကဘယ်လိုရဲ့ run ကြီးပွဲချင်းတွေကို easy အတားလေးအနိုင်ယူနိုင်တယ်ပေါ့နော်တကယ်ပြောရပါကန်ကြည့်ပါလို့ Yves ကဒါပေါ့နော်ကြည့်နေနေဒါ classic ကြီးဒီအောင် classic ကြီးမှာတော့ကိုယ်ကအမြဲတမ်းလက်နဲ့တော်တော်စင်ပြေကြည့်အောင်ဖျားရည်အခု update မှာတော်တော်ကို revamp ဖြစ်သွားပြီကြည့်ပါသူ့ရဲ့ skill ကဖန်ရိုက်တယ်မဲချောင်းတော့ဇီကဂျလင်းတော့ဖြစ်ကျကခွာဆွဲကောင်မလေးတော့နိုင်မယ်ဆိုပြီးပြေးလိုက်လာကျွန်တော်ကတော့သူ့ပြန်တက်နေရတယ်ဒီကြောင်မရှိနဲ့ဒါတော့ကျွန်တော်ကေးမြလိုက်ဖို့ပေါ့နော်ဖရီယာဆွဲကောင်မလူအဲ့ဒါကိုတင်မဲ့ဖယ်ပေးလိုက်မှာပေါ့ကျွန်တော်ဘာလို့အလဲလေးလားချုံနေဆိုအန်ဘီဘက်မှာဗျာဒီရဲ့ပြောင်းနေတော့အဲ့ဒါကျွန်တော်မလုံးကျင်တော့ဘူးထင်လို့အဲ့မီဘက်နာချုံသွားပြီးတော့ဒီကောက်ခေါ်တယ် Hard to ဒီပါ grasp the မေ idea ပတ် of ချ the င်ရတော့မကြောက် equilibrium. နိုင်လိုက်ဘူးငါရဲ့ Why ဆန်က bother? လုံးလေးရကျွန်တော်ဘာလို့ဘုန်းကြီးနဲ့အတန်နာနေ What လဲ I need to အဲ့ဒါ kill ကြောင့်ပါတော့ကျွန်တော်အတန်လေးတက်ပြီးတော့နိုင်လို့အော်လမောင်းနိုင်ပါတော့အဲ့ဒါကြောင့်ကျွန်တော်ဒီပေါ့ဒီလောင်းလေးကြည့်ပြီးတယ်ဒီပါအမအဲ့ဒီတော့လာဟို share ပဲလမ်းနေဒီကကူလာဆက်ကမမတ်ဘူးတေးလာတာပဲဆိုနာလေအဲ့ဒါအခုပြန်လာပြီးကြည့်ပါဦးနိုးမစ်စတာလော့သွားပြီးတို့ကျွန်တော်လိုက်တယ်ပေါ့နော်ဒါပေမဲ့မီတော့ဆိုတာတီးလို့ဒီဂျိုလီယန်ဆိုကောင်တတ်မလို့ရှိတယ်ခရီးယာဒါမိကတော်တော်ပြင်းနေတက်တော့မတက်လိုက်အောင် easy queen ဖြစ်ပေါ့နော်အဲ့ဒါကျွန်တော်တိတ်ပြီးဆင်းပြီးခဲ့ပါဘူးတော့ retail ဆိုကောင်မှပြေးပေါင်းမရှိတာဘူးလေအဲထဲမှာပတ်ပြေးနေတယ်တော့စုပ်ကောင်မစုပ်ပြတ်တက်နေအောင်ကြည့်အောင်ကြည့်
ဒီပေါ်တော့ကကူလိုက်ထီရခြုံနေဝင် enemy လူရဲ့ passion မြင်ရတယ်ဆိုတော့တကယ်ပြောတာပေါ့နော်ဘာလို့လဲကျွန်တော်ကကူလာ player လေးဒါပေမဲ့ကျွန်တော်မှာကကူလာမရှိဘူးခြုံနေထွက်ပေါ်လာရဲ့နင်းမြင်သွားပြီဒီကူကအဲ့ကြောင့်ဒီကမမင်းစစ်သားတူလှန်နေဆွဲလိုက်တာ I am their natural enemy. SD1 ပေါ့နော် AoE ဒါပေမဲ့ PSK တော့ magic damage ရယ် slow fast share ကိုပေါင်းပြီးတာပေါ့နော်ကျွန်တော်ဘာလို့ထိတ်ကြည့်အဲ့လောက်မလဲဒီမှာဂျူလီယာဒီမှာချောင်းတော်တော်ဆိုးတယ်ပေါ့ဒီမှာကျွန်တော်တုံးလိုက်တော့မှာကကူလာလာကလေးပြထွက်သွားတယ်အဲ့ဒါကြောင့်သူကမကက်နိုင်အောင်လို့ဆိုပြီးကျွန်တော်တုံးလိုက်တာအဲ့လိုမျိုး possession အပြည့်နဲ့ဆော်ရတယ်ပြောရဒီနေရာမှာဆိုရင်တော်တော်ကိုကြိုက်တယ်ကျွန်တော်တုံးသွားတယ်ကိုယ်လေးကိုကျွန်တော်ပြန်ကြည့်ပြီးကြိုက်ရပေါ့နော်လာပါအဲ့ဒါโอเคအမကြည့်အောင်ကြည့်အမတုံးသွားကြည့်အမတားမိုက်တာဖားဆိုပြီးပြမရန်သူအများကြီးလေကျွန်တော်တုံးပြသွားတော်ရီရဲ့ free ရပေးသွားတယ်သူရဆိုကမှဘယ်လိုလုံးတူသွားပါနော်မီယာတဲ့ triple k ရလိုက်တယ်ကျွန်တော်ရတဲ့ 6k ရဲ့0 and that ပေါ့နော်အဲဒီဘွဲမှာကျွန်တော်နိုင်ရဖို့တေးကြတယ်အနေဘက်ကလူတာချောင်းဗျာချောင်းကအရှိထွက်လို့လည်းချမရဘူးသူတော်တော်ဆိုးတယ်အချိန်ကြီးကတော့တော်ဆိုးတယ် NIV ဘက်မှာလည်းတော်တော်ကိုအချိန်ကြီးဆိုးနေပါတော့ကျွန်တော်ကတော့ဒီ classes ဆိုတာမျိုးနောက်ပိုင်းချိန်တော့ပြပါဘူးဒီ web ရဲ့ချိန်ပဲပြမှာပါ video user order လေးချိန်ပဲပြမှာပေါ့နော်ဟိုကမယ်NIV ဘက်ကမေးစတာထွက်ပြီးကာထွက်ပြီးကာလေးပြောတော့ကာကူလာပြောချင်တာပေါ့နော်ကာလေးပြတဲ့ကလည်းဆိုရင်ကျွန်တော်စောင့်နေကြလေးဆို Just let their ဟဲ့ပါနော်ဘလို့ကြည့်လားအဲ့ပြောလိုက်တာခါဆိုပြပြောမိရဗျာဟာပူစာနဲ့ကာကူလာနဲ့အတွဲလာတဲ့ flame. ဒီမှာဟာနာဘီနဲ့မှာအစ်စ်ဒီအောင်ကြည့်အောင်ကျွန်တော်ရဲ့ဂျိုလီယန်လေးတနာစရာဝိုင်းတက်ခံရတာတဲ့ကျွန်တော်လည်းထိတ်ထဲမဝင်ရဲဘူးဒါကျွန်တော်ရဲ့ဓာမိတ်ကမလောက်ဘူးပြကြည့်ရရင်ဖမ်းလို့ကျွန်တော်တာဝါတဲ့ဒီမှာဝင်တုံးလိုက်တာတော်တော်ဆိုးသွားတယ်အဲ့ဒါကျွန်တော်ခွန်စီ9and that ပေါ့နော်တခါမှမတည်သေးမီရတော့တင်မှာအဲ့ကောင်မတော့အိုး809 and that ဖဲဟာမိုက်တယ်ဒီဘက်ကပေါ့နော်အပြတ်တက်ကြီး enemy ဘက်ကချောင်းပြကျွန်တော်ကလည်း item တော်တော်တယ်ဘာလို့လဲကျွန်တော်မှာ boost ရှိတယ်ဗျာ boost ကလည်းမြန်သွားတာပဲအဲ့ဒါနဲ့ကျွန်တော်ကဒီပွဲကိုပေါ့နော် AC အတားရနိုင်ရမှာဒီကျွန်တော်တင်းပြီပေါ့ဗျာအဲ့ဒါနဲ့တွေးလိုက်တယ်ဘယ်လိုဝင်နေလဲ enemy ဘက်ကလည်းတော်တော်စုပ်တယ်ဗျာအိုး909 oh my god 909ဟာတွက်ချက်ထားရတယ်ပေါ့နော်ဘယ်လိုလုပ်မလဲအရင်ဆုံးတွက်ချက်မှာပဲဘယ်လိုရအောင်နိုင်မှာကြည့်အောင်ဖရီယာစကောင်မပေးရနေလို့ဆိုတော့တတ်တာရွာလာမီယာလည်းတော်တော်ဒိုင်းမိထွက်လာတယ်ဗျာအဲ့ကောင်မတော်တော်ပြင်းသွားပြီဟာကြည့်အောင်မီယာပြစ်လိုက်တာကျွန်တော်ဖုန်းမှာလက်တာโอเคဒါတော့ rich story ဖြစ်သွားရဲ့ပေါ့နော်ဒီပွဲကတော့โอเคကျွန်တော်ဒီမှာပဲဗီဒီယိုရလက်ပါပြီဘိုင်ဘိုင်နောက်နေ့မှတွေ့ကြမယ်